တဲ့တိုင်းဝဲမရှိဘာမှလုပ်လို့မရဘူး isolate ဖြစ်တဲ့လူကကြံခဲ့မှာပဲနောက်ဆုံးတော့ကျွန်တော်ဒါလူငယ်တို့ပြောချင်တာစိတ်ရှည်ပါတီးခံပါအပေါင်းအသင်းများများဝင်စားအောင်နေပါနော်အဲ့လိုမျိုးလူကလာလေသူကပို့ပြီးတော့ကျယ်တဲ့ကျယ်လာဟိုတအားကြီးပေါ့နော်တခြားဟိုတိတ်ကန်ကောင်းလို့ဖြစ်တဲ့လူတော့ကျွန်တော်မပြောလို့ဘူးကျွန်တော်ဥပမာတစ်ခုပြောရင်ကျွန်တော်သူတို့မြေသားလုပ်ငန်းလုပ်တဲ့တစ်ခုမှာကျွန်တော်ကားအစီး20နဲ့ဘယ်ဟို3စီးပို့ထားတယ်တနေ့ကိုမြေကြီးချင်း1800လောက်ကြာအဲကျွန်တော်သူတို့ပြောကျွန်တော်လုံးဝလက်မခံနိုင်ဘူးကားတစ်စီးချင်းကျွန်တော်တွက်လိုက်တယ်တစ်စီးကို9ချင်းအခေါက်20ဆွဲရင်ချင်း100ဆိုတော့အခေါက်40ဆွဲလို့ရှိရင်ကျင်း3600ကြာဘာဖြစ်လို့1800ပဲကြာတယ်ကျွန်တော်သွားထိုင်နေသူတို့နဲ့အဲကျွန်တော်ကားသမားတွေခေါ်ဆက်သမားတွေခေါ်အကုန်လုံးထမင်းစားငါတို့လုပ်ကြည့်ရအောင်မင်းတို့ဓာတ်တဲ့ပူပြီးတော့များအောင်လုပ်ရင်မင်းတို့လုပ်လို့ရအောင်မင်းဘာလို့လုပ်လို့မရမှာလဲဆိုတော့အဓိကတော့ဟိုခေါင်းဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အောက်ခြေလုပ်သားဆောက်ကို organize လုပ်ဖို့လိုတယ်ဟိုနော်ရှင်းပြောတော့ top management လောက်ပဲစကားပြောနေလို့မရဘူးတချို့ကအဲ့လိုထိတာမကြိုက်ဘူးဒါပေမဲ့လူသားတွေချင်းတူတူပဲဒီယာရုတွေဆိုတာလုပ်ငန်းသဘောတရားအရ institutionalize ရထားတာဆက်ဆံတဲ့အခါကျရင်တော့လူသားအားလုံးကအတူတူပဲလို့ပဲဆက်ဆံကျွန်တော်တို့ဆက်ဆံတဲ့အခါကျတော့တို့ကကျွန်တော်သာဆန္ဒရှိတယ်ပြောလိုက်ရင်တို့ကအလုပ်လုပ်ဖို့အစင်းနဲ့မှာကျွန်တော်အဲ့တော့ဘာလုပ်လိုက်လဲဆိုတော့မြေကြီးတင်တဲ့နေရာရေမြေကြီးချတဲ့နေရာရေလမ်းဖြတ်တဲ့နေရာ3နေရာမှာ walkie talkie 3လုံးပေးထားလိုက်တယ်3လုံးပေးထားလိုက်ပြီးတော့တို့ပြိုင်ခိုင်းလိုက်တယ်ပြီးရင်မင်းတို့ခေါက်ရည်အများဆုံးကြတယ် PSC နဲ့တယ်ပြီးတော့မင်းတို့အဲ့ဒါကိုငါဆုချမှာပြီးရင်မနေ့ကမနေ့ကျရင်မင်းတို့ငါတို့ထမင်းတူတူစားမယ်ပြီးရင်အဲ့မှာတခါတည်းငါပေးမှာမင်းတို့ပတ်စံဆိုတော့ကျွန်တော်တို့ပြောကျွန်တော်အဲ့ဒီမပြောင်းကျွန်တော်တို့နဲ့အတူတူအိတ်တယ်ကျွန်တော်တို့ရှိသွားရင်လည်းကျွန်တော်အဲ့ဖျားပွဲတွေဈေးတွေပါတွေရှိရင်တို့အတွက်အကျော်တို့တခြားခေါက်ဆွဲကျော်တို့စားတရားတွေကျွန်တော်အကုန်ဝယ်သွားတယ်တို့နဲ့မှစားတယ်ကျွန်တော်တော့မစားဘူးလမ်းမှာစားတယ်ကျွန်တော်မစားဘူး